လမ်းဘေးမှာသူတောင်းစားတယောက်ထိုင်နေတာနဲ့ဒီဇလန်းစားတာပေါ့လင်းကျွမ်းဆိုတဲ့ကောင်လေးတယောက်အဲ့ဒီကိုရောက်လာပြီးသူတောင်းစားရှိကခွက်ကိုထေချကြည့်လေဒီခွက်ကတောင်ပန်ပစ္စည်းတကူမဟုတ်ဘူးဆိုတာသူသဘောပေါက်သွားတယ်ချက်ချင်းပဲသူတောင်းစားကိုရောင်းမလားလို့မေးလိုက်တယ်သူတောင်းစားမယုံဘူးဘေးကဖြတ်သွားဖြတ်လာတွေကလည်းလင်းကျွမ်းကိုလှောင်ပြောင်ကြတယ်လူတယောက်ကတော့ဒီကောင်လေးကဒရာမာတွေအယမ်းကြည့်ပြီးသူတောင်းစားခွက်ကနေချမ်းသာလာမယ်လို့ထင်နေတာလားမသိဘူးတဲ့ဒါပေမဲ့လင်းကျွမ်းကတော့သူ့စကားကိုဂယုမဆိုင်ဘူးအခုညရတာနဲ့သူတောင်းစားက UP 9000တောင်းနဲ့လင်းကျွမ်းကသဘောတူပြီး UP 1000ပေးမယ်လို့ကန်လန်းလိုက်တယ်သူပြန်သွားတာနဲ့သူတောင်းစားကချက်ချင်းသဘောတူပြီးအဒီဖွင့်ထားတယ်လင်းကျွမ်းကခွက်ကိုယူပြီးပြန်တော့မယ်လို့တော့မှာပဲကျွမ်းကျင်သူအဖိုးကြီးတယောက်ကသူ့ကိုတားလိုက်တယ်သူကခွက်ကိုမှန်ပြီးလို့နဲ့ကြည့်ပြီးတော်တော်လေးအံ့အားသင့်သွားတယ်ဒါကတကယ်မင်းမင်းစခက်အပြာနဲ့အဖြူကြွေးပိုင်းကန်အစ်စ်ပဲဆိုတာသူသိလိုက်ရတယ်ချက်ချင်းပဲလင်းကျွမ်းကိုရှစ်ကူတွေပေးမယ်လို့ကန်လန်းလိုက်တယ်ဒါပေမဲ့လင်းကျွမ်းကမယောင်းဘူးအဲ့ဒီနောက်လင်းကျွမ်းရဲ့မျက်စိကကြောက်စိမ့်တစ်ခုပေါ်ရောက်သွားတယ်ဒါပေမဲ့တတိလူရှောင်းကအဲ့ဒါကိုလူယူပြီးနားထောင်နဲ့ဝဲလိုက်တယ်သူကလင်းကျွမ်းကိုလှောင်ပြောင်ပြီးတော့သူ့နဲ့ငွေကြေးချင်းပြိုင်ဖို့အခွင့်အရေးမရှိဘူးလို့ပြောတယ်ဒါပေမဲ့လင်းကျွမ်းရဲ့စစ်နစ်ကအဲ့ဒီကြောက်စိမ့်ကအတူလို့ပြောပြတယ်လင်းကျွမ်းကပြုံးပြီးသူ့ကိုဘာမှမပြောဘူးလူရှောင်းကသူ့ရီစားရှင်မှာအော်ဟစ်ကြွားလုံးထုတ်တယ်သူ့ရီစားကလည်းသူ့ကိုချီးကျူးပြီးဒီကြောက်စိမ့်ကအယမ်းစေးကြီးတယ်လို့ပြောတယ်ဒါပေမဲ့လင်းကျွမ်းကဒါအတူပဲတကယ်ဈေးကထောင်ကနန်းပဲရှိတာလို့အေးအေးဆေးဆေးပြောလိုက်တယ်နှစ်ယောက်သားကသူ့ကိုရဲမောလှောင်ပြောင်ကြတယ်အဲ့ဒီနောက်လင်းကျွမ်းရဲ့မျက်စီကတာမန်ရွှင်ရုပ်လေးတစ်ခုပေါ်ရောက်သွားတယ်သူ့စစ်နစ်ကအဲ့ဒီထဲမှာရှားပါးဘန္တာတစ်ခုခွက်ထားလေလို့ပြောပြတယ်ရှစ်ကူတွေကြော်တာနဲ့မဟာဘီယန်ဘန္တာတိုက်ရဲ့မင်္ဂလာတငါပြားတဲ့လင်းကျွမ်းကစိုက်ပိုင်ရှင်စီကနေ UP 9000နဲ့ဝဲလိုက်တယ်လူရှောင်းနဲ့သူ့ရီစားကသူ့ကိုရဲမောကြတယ်လူရှောင်းကသူ့ကိုဆင်းရဲတယ်လို့ခေါ်ပြီးစော်ကားတယ်ဒါပေမဲ့လင်းကျွမ်းကတကယ်လူမိုက်ကအတူကြောက်စင်းကိုဝဲခဲ့တဲ့သူပဲလို့ပြောလိုက်တယ်အဲ့ဒီနောက်ကျွမ်းကျင်သူအဖိုးကြီးရှောင်းကွမ်းဘိုးကူရောက်လာတယ်သူကကြောက်စင်းကိုကြည့်ပြီးအတူဖွေကြောင်အတီးကျုပ်ပေးလေလူရှောင်းလဲရှက်သွားတယ်အဲ့ဒီနောက်ရှောင်းကွမ်းဘိုးကူကလင်းကျွမ်းလက်ထဲကရွှင်ရုပ်လေးကိုကြည့်တယ်သူကအဲ့ဒါကိုမြေကြီးပေါ်ရိုက်ချိုးလိုက်တယ်ရုပ်လေးကွဲတာနဲ့ရှားပါးတငါပြားတစ်ပြားထွက်လာတယ်ရှောင်းကွမ်းဘိုးကူကအဲ့ဒီတငါပြားကိုမြင်ပြီးတော်တော်လေးအံ့အားသင့်သွားတယ်ဒါကကဘာပေါ်မှာတခုတည်းရှိတဲ့မဟာဘယင်ဘန္တာတိုက်ရဲ့ရှားပါးတငါပြားပဲတဲ့သူ့ရဲ့တန်ဖိုးကအဖိုးဖြတ်မရဘူးလူရှောင်းလဲယူမတတ်ဖြစ်သွားတယ်ရှောင်းကွမ်းဘိုးကူကလင်းကျွမ်းရဲ့ထိုးထွင်းညံကိုချီးကျူးတယ်ဒီဘန္တာကိုနိုင်ငံတော်ကိုလူတင်တယ်လို့သူကအကြံပေးတယ်လင်းကျွမ်းကလည်းချက်ချင်းသဘောတူတယ်သူ့ရဲ့စေတနာကိုသဘောကျပြီးရှောင်းကွမ်းဘိုးကူကသူ့ကိုရှင်းအောင်ပစ္စည်းအတင်းကိုလာဖို့ဖိတ်ခေါ်တယ်အဲ့ဒီနောက်လင်းကျွမ်းရဲ့စစ်နစ်ကသူ့ကိုဆုချတယ်စွမ်းအားအသစ်တစ်ခုနဲ့ UP တကူတွေပေါ့ဇာလန်ကပြောင်းသွားတယ်။ရှေးအောင်ပစ္စည်းဆိုင်ဒီဇိုင်းမှာ boss မာကတည်င်းကြည့်နေတယ်။အဲ့ဒီတည်င်းမှာလင်းကျွမ်းကိုချီးကျူးနေတာပေါ့။သူကဒေါ်ဖာထွက်ပြီးလင်းကျွမ်းကိုတင်ခန်းစာပေးမယ်လို့ဆုံးဖြတ်လိုက်တယ်။သူကတကယ်အစ်စ်အတိုင်းဖြစ်တဲ့အတုပန်အိုးတလုံးကိုထုတ်ယူလိုက်တယ်။အဲ့ဒီနောက်လင်းကျွမ်းရောက်လာတယ်။ boss မာကအတုပန်အိုးကိုချိုးချိုးထားထားနဲ့ပြပြီး350နဲ့ရောင်းဖို့ကြိုးစားတယ်။လင်းကျွမ်းရဲ့စစ်နစ်ကချက်ချင်းအတုဖြစ်ကြောင်သိလိုက်ရတယ်။ဒါပေမဲ့လင်းကျွမ်းကတမင်တကာဝယ်လိုက်တယ်။ boss မာကပျော်ရွှင်ပြီးလင်းကျွမ်းကိုလက်စားနိုင်ခဲ့ပြီလို့ထင်လိုက်တယ်။အဲ့ဒီနောက်လင်းကျွမ်းရဲ့မစီကရှေးအောင်စာလေးတစ်ခုပေါ်ရောက်သွားတယ်။သူ့စစ်နစ်ကဒါကနာမည်ကြီးပန်းချီစရာဝမ်းရှိကြီးရဲ့လက်ရအစ်စ်ပဲဈေးနှုန်းကကူရီနုစကြောတန်တယ်လို့ပြောပြတယ်လင်းကျွမ်းက UP နှာခေါင်းထဲနဲ့ဝယ်လိုက်တယ်အဲ့ဒီနောက်သူကတစ်သားတစ်တာတစ်လုံးကိုရလိုက်တယ်အဲ့ဒီထဲမှာကူရီ9ခုတွေတန်ဖို့ရှိရဲ့ရုံးလေဆွဲစုံချမ်းရဲ့ရှားပါအစိတ်တစ်ခုပါနေတယ် Ghost မာကလင်းကျွမ်းကိုလင်းညာနိုင်ခဲ့ပြီလို့ထင်နေပေမဲ့တကယ်တော့လင်းကျွမ်းကကူရီ25ခုတွေဖိုးဘန်တာတွေကိုရယူသွားခဲ့တာပေါ့